ဆက်လက်ပြီး Grade 1မှ Grade 5 အထိကျောင်းသူလေးများရဲ့သင်ရိုးဝင်ကြပြလို့အကားဖြင့်ကပြထွေတွေပါမှာဖြစ်ပါမယ်ရှင်။ဒီမှာတော့စတင်ကြတဲ့အခါဒီစက်တဲ့အခါကိုပြောဆိုရင်အခြေခံကြတဲ့အခါဆောင်းလို့ပြည်ရမှာဖြစ်ပါတယ်။ဒီမှာကမှအခြေခံကနေရှိပါတယ်။အမျိုးကြီးအခြေခံကနေပြည့်စုံလို့ခဏနှစ်ခုကြာပေါ်ပြီးဓမ္မထားမှာဖြစ်ပါတယ်။ဓမ္မကခဏနှစ်ခုကြာထည့်ပြီးတော့တိုင်းဖြစ်ပါတယ်။ခြေရမ်းလေးတစ်ခုကြာပေါ်ပြီးတော့တစ်ထွာဓမ္မဖြစ်ပါတယ်။တစ်ထွာဓမ္မကခြေရမ်းလေးတစ်ခုကြာကိုဝင်အောင်တိုင်းဖြစ်ပါတယ်။ဒီလိုကြာပေါ်ရတောင်းဆုံးဖြစ်ပါတယ်။တောင်းဆုံးကဒီလိုကြာတိုင်းဖြစ်ပါတယ်။နောက်တစ်ခါကိုလက်မတစ်ခုကြည့်ရအောင်လေခါပုံကိုထောက်ထားမှာဖြစ်အဲလက်မတစ်ခုကကြည့်ထားပြီးတော့ခါကိုတွန်းထားလိုက်တဲ့အခါမှာညီမအခြေခံကပုံနဲ့ဖြစ်ပေါ်လာဖြစ်ပါတယ်အခြေခံဓမ္မစဉ်ငါးပေတန်း၄ဝက်